အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့ဆရာမျှဝေပြခြင်းတဲ့အကြောင်းအရာတွေကတော့ဆရာတို့ဒီအိမ်တော်ကြီးလမ်းကြောင်းမှာကျွန်းပါတဲ့သူတွေအကြောင်းပေါ့နော်အိမ်တော်ကြီးလမ်းမှာကျွန်းပါတဲ့သူတွေဟာအများဖြစ်တော့သူကကောင်းမွန်တဲ့အိမ်တော်ကြီးကိုရရှိဖို့အတွက်ခဲရင်တက်တယ်ပေါ့နော်ခဲရင်တက်တယ်အဓိကအားဖြင့်အိမ်တော်ကြပြီးတဲ့အခါမျိုးမှာအိမ်တော်ကြီးအစင်မပြေတာမျိုးတွေစိတ်တူကူတူဖြစ်တာမျိုးတွေကိုအဓိကကြုံရနိုင်တယ်အဓိကတော့နားလည်မှုမရှိကြတာပေါ့နော်နားလည်မှုအားနည်းကြတယ်လို့ပြတယ်အိမ်တော်ကြပြီးတဲ့အခါမျိုးမှာရန်အဖြစ်များတတ်တယ်အစင်မပြေမှုကပိုပြီးများတတ်တယ်ပေါ့နော်အိမ်တော်ကြီးမှာအစင်မပြေတာအခက်ခဲမှုကြုံရတာစိတ်ညစ်ရတာမျိုးတွေကိုဒါအဓိကပြပေးထားတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်အစင်မပြေနိုင်ဘူးလို့ဒါပြပေးတယ်ပေါ့နော်မြေတိုင်းနဲ့ပတ်သက်ပြီးကိုယ်မှာအမြဲအားငယ်ရတဲ့စိတ်လေးတွေရှိကြတတ်တယ်အိမ်တော်ကြီးမှာကိုယ်မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေကိုအဓိကအားဖြင့်ဖြစ်စေတတ်တယ်ပေါ့နော်ဒီအိမ်တော်ကြီးညံ့တဲ့အခါမျိုးမှာလည်းကိုကအဖြေရှာမရအောင်ဖြေရှင်းလို့မရလောက်အောင်ပြဿနာမျိုးတွေစိတ်ညစ်စရာမျိုးတွေကိုအဓိကကြုံရနိုင်တယ်ဒါကြောင့်ဒီလိုပါတဲ့သူတွေကအိမ်တော်ကြီးမှာအညံ့ရှိတယ်ဒါကြောင့်ဒီလိုကျွန်းပါပြီးတော့အိမ်တော်မကြသေးတဲ့သူတွေကပို့ပြီးဂရုစိုက်ပြီးတော့ကိုယ့်ရဲ့အိမ်တော်ဘက်ကိုရွေးချယ်လို့ရတယ်အချိန်ပေးလေးလာလို့ရတယ်ပေါ့နော်အိမ်တော်ကြပြီးတဲ့သူတွေကတော့ကိုယ့်မှာမဖြစ်သေးရင်သတိထားရတော့မယ်ပေါ့နော်ဖြစ်လာမယ့်အရာမျိုးတွေကိုဒါအဓိကပြပေးနေတာကိုဖြစ်တယ်ဒါကြောင့်အိမ်တော်ကြီးလမ်းမှာကျွန်းပါရင်တော့အများအဖြစ်မကောင်းနိုင်ဘူးညံ့နိုင်တယ်ကိုမှတ်ထားမှာဒီအိမ်တော်ကြီးမှာအဓိကကဘာလိုအပ်မလဲဆိုတော့လေဒီလိုကျွန်းပါတဲ့သူတွေကနားလည်မှုအပိုင်းအားကောင်းမှုလိုအပ်တယ်ဒီကျွန်းနဲ့ဒီအိမ်တော်ကြီးအညံ့မဖြစ်ရအောင်ကိုကဂရုစိုက်ရမယ်သတိထားရမယ်တက်နိုင်သမျှတယောက်တုံးနဲ့တူနားလည်မှုကိုယူပြီးတော့တိဆောက်ရမယ်လို့ဒါပြပေးတာဒါကြောင့်မိတ်ဆွေတို့မှလည်းဒီလိုအိမ်တော်ကြီးလမ်းပါပြီးဆိုတဲ့ပေါ့နော်ကို့မှာအညံ့ရှိလားကောင်းနိုင်လားဆိုးနိုင်လားဆိုတာကိုသိမြင်နိုင်အောင်ဒါအနည်းငယ်ညှောင့်ဝေပေးလိုက်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်